ไม่ได้จับครับมันอันตรายแต่เมื่อผู้ใหญ่ตั้งได้ครับကိုကြီးก็เดี๋ยวด้วยคุณยายคุณลี ตอนนั้นเป็นเด็กจะไม่ได้ดีนะครับเพราะมันไม่ได้จับขึ้นได้ครับเนี่ยโอ้ยบาชาแล้วก็ไปกินร้านข้าวซอยที่บอกร้านข้าวซอยแล้วก็จบแล้วก็เดินทางไปก้นอันนู้นเลยพอเราออกนี่เราก็ไปร้านข้าวซอยแล้วลุงให้เป็นยังไงเลยเราเซ็นไม่หลุดครับบ้านเราย้ายหลายช่องนี่แหละช่องเดียวการที่ยาโยนนี่ยาวเลยที่ยาวဒီကပြန်လိုက်ကြည့်လို့ရတယ်လေထိုင်းနိုင်ငံရဲ့အကြီးဆုံးချင်းမိုင်ပန်းချံကိုရောက်နေပါတယ်ချင်းမိုင်ပန်းချံမှာကမပေါ်ရီဝိုင်တွားရင်တွားရပေါ်တွားရင်တွားရထိုင်းနိုင်ငံအကြီးဆုံးပန်းချံကိုရောက်နေပါတယ်ချင်းမိုင်ပန်းချံကျွန်တော်အခုဆိုတော့ချင်းမိုင်ရဲ့တကယ်အကြီးဆုံးပန်းစာပါတကယ်ကျယ်ဝန်းတဲ့နေရာလည်းဖြစ်ပါတယ်နော်ဒါနေရာထဲနဲ့အနေနဲ့မှလက်ကျနေပြီးရပါခင်ဗျာဟုတ်ပါတယ်ရာသီဥတုကတော့မြန်မာနိုင်ငံဆိုရင်တော့ပြင်ဦးလင်းနဲ့ခက်ဆင်ဆင်ပါပဲအေဂျင့်တာရတဲ့နေရာလေးတစ်ခုပါတပင်ပန်းမင်းတွေစုံလည်းရှိပါတယ်တော့ကျဲတယ်လိုက်100လေသူပြောလိုက်100ကျော်ရှိတယ်ဧက100ကျော်ရှိတယ်ဒီပန်းချံဧက100ကျော်ရှိခုနကြော်ညာပါအေးလို့အေးဘောအဲ့ဒါတို့တရားလေတရားမရှိတော့ဝင်နေရများတယ်အေးအင်းနာကြည့်လို့မရဘူးဒီနာကြည့်ရတယ်ပန်းချံပါအမေခီးယူပဲတော့ပါခီးယူတော့မှတော့လိုက်ချက်ပန်းဒီမှာတော့ကြွားကောင်တွေရွာကောင်တွေမတော်တွေးလို့မရပါဘူးတော်တိုးနေပါဒီမှာပါတော်လာတော့ဘာဒီခီးပဲရှိလို့လားပြောရှိတာတို့ဘက်မှာရှိတယ်တော်နေကတရုတ်တွေဝတ်တွေပါဒီညက်လာတယ်ပေါ့ဒီတူပြီးနေတယ်အဲ့ကောင်မီးလောင်လွယ်ဟုတ်တယ်လေထင်းယူပဲအဲ့လိုသူကယူအဆက်ဟောဒီမှာတော့ဒီလိုသင်တာလေးတော့တွေ့ပေါ့တွေ့ရပါလားတော့ခေါင်းမှာဘယ်နေရာမှာလဲမသိဘူးတော့ဘယ်လိုဖြတ်သွားရရလဲဒီတော့ခေါ်လာမယ်တွေ့ဒါမျိုးတိပြီနေသူကတော့ခေါ်မယ်ညီလေးကိုထွက်ပေးတယ်ငါတို့ဖိုင်နာလူနဲ့ဒီကပူလေးတွေကတိုးစားလိုက်ရဒီမှာလေဒီမှာစားကြည့်ရမယ်ဆက်တယ်ဟောဒီဆက်အပူမျိုးတွေဆက်တယ်တို့ရရရတယ်ရိုက်ချီချီပဲတော့တော့ဘလော့ရရင်ဘလော့ရရင်ပါဘလော့ကျွန်တော်ဘလော့ရရင်9မိနစ်ပြည့်မှတပုံရိုက်ပြီခဏဆောက်နင်းသူ့ကိုတပုံရိုက်ပြီလေမိဖုံးတပုံပဲဟုတ်ပါမင်းကညီလေးသူ့ကိုရိုက်ပြီလေချင်းမိုင်ပန်းချံကြီးကတော့အကြီးပါလို့မဒမတာရလှပါပန်းချံကြီးတပင်ပန်းမနေစုံပြီးတော့